ရားခင်ရဲ့ကျေးဇူးတော်ပေါင်းကိုရှေးဥစွာချီးမွမ်းပါတယ်2026ခုနှစ်ဘိုးသာနာနယ်နေ့အတွက်အတူတကွာကျွန်တော်တို့တက်တာများကိုစင်ကျင်နှလုံးသွင်းခွန်အားယူကြဖို့ဖြစ်ပါတယ်အဓိကအချက်အားဖြင့်တော့ဖြောင့်မတ်ခြင်းတရားကိုကျင့်တော်သူဖြောင့်မတ်ခြင်းတရားကိုကျင့်တော်သူဆိုတဲ့အဓိကအချက်ဖြစ်ပါတယ်တမန်ကျမ်းစာတော်နှစ်ပိုက်ကိုဖတ်ကြားလိုပါတယ်ဧရှာယအနာဂတိကျမ်းခန်းကြီး54ငယ်14မှ19ဧရှာယအနာဂတိကျမ်းခန်းကြီး54ငယ်14မှ19တေဒီဖြောင့်မတ်ခြင်းတရားအဖြစ်တည်လိမ့်မည်ညင်းဆဲခြင်းနှင့်ဝေးသည်ဖြစ်မကြောက်ရထိတ်လန့်ခြင်းသည်လည်းဝေး၍တင့်အမိသို့မရောက်ရငါ၏အခွင့်မရှိပဲတင့်တစ်ဖက်၌အဘယ်သူမျှနေရာမကြရနေရာကြမှုသောသူတို့သည်တင့်ဘက်သို့ဝင်စားကြလိမ့်မည်မိကိုမှုတ်၍မိမိအလုပ်ပြီးဟူသောလက်နက်ကိုလောက်တတ်သောအဘဲကို၎င်းဖြက်စီးစေခြင်းကဖြက်စီးသောသူကို၎င်းငါဖန်ဆင်း၏တင့်တစ်ဖက်၌လောက်သောလက်နက်စုံတစ်ခုမျှအထမမြောက်ရတင့်ကိုတရားတွေ့သောသူဤသည်ကအရှုံးခံရလိမ့်မည်ထာဝရဘုရား၏ကျွန်တို့သည်ပို့သို့သောအမွေကိုခံရ၍ငါကြောင့်ဖြောင့်မတ်ရာသို့ရောက်ရကြလိမ့်မည်ထာဝရဘုရားမိန့်တော်မူ၏ဒုတိယကျမ်းစာကတော့ရှင်ယောဟန်ဩဝါဒစာပထမဆောင်ခန်းကြီးနဲ့ငယ်29ရှင်ယောဟန်ဩဝါဒစာပထမဆောင်ခန်းကြီးနဲ့ငယ်29တရားသခင်သည်ဖြောင့်မတ်တော်မူသည်ကိုသင်တို့သည်သိလျှင်ဖြောင့်မတ်ခြင်းတရားကိုကျင့်တော်သူမည်သည်ကဘုရားသခင်ဖြစ်ပွားစေတော်မူသောသူဖြစ်သည်ကိုသိရကြ၏ဒီနေ့ဘုရားသခင်သားသမီးဖြစ်ကြတဲ့ကျွန်တော်တို့ယုံကြည်သူတူတယောက်ချင်းစီရဲ့အသက်တာတွေဖြောင့်မတ်ခြင်းဆိုတာဘာလဲဆိုတော့ဒီအရာကိုစဉ်းစားတဲ့အခါမှာဖြောင့်မတ်ခြင်းဆိုတာဖြောင့်မတ်ခြင်းတရားဆိုတာဘုရားသခင်ရဲ့စံချိန်စံနှုန်းနဲ့ဒီအသက်ရှင်နေထိုင်ခြင်းကိုဆိုလိုခြင်းဖြစ်ပါလေလူဆိုတဲ့အခါမှာပြည့်စုံနိုင်ခြင်းမရှိပါဘူးဘုရားသခင်ရဲ့စံချိန်စံနှုန်းနဲ့တိုင်းတာမယ်ဆိုလို့ရှိရင်လည်းပြည့်စုံနိုင်မှာမဟုတ်ပါဘူးဘုရားသခင်ကကျွန်တော်တို့တီးတီးကိုဖြောင့်မတ်စွာအသက်ရှင်စီခြင်းပါလေဒီခါမှာလူကလည်းကြိုးစားပြီးတော့အသက်ရှင်ပါလေတခါတည်းမှာလမ်းလွဲသွားနိုင်တဲ့အခြေအနေမျိုးတွေလည်းရှိကောင်းရှိနိုင်ပါတယ်ဘုရားသခင်ကဖြောင့်မတ်ခြင်းဖြူစင်တန်ရှင်းခြင်းဆိုတဲ့အဝတ်ကိုကျွန်တော်တို့ဝတ်ချုံစေပါလေဝတ်ပေးတာဖြစ်ပါတယ်ညစ်ပေနေတာကိုဘုရားကစေကြောတတ်ဆင်ပြီးတော့ဝတ်ပေးပါလေဘုရားသခင်ကဖြောင့်မတ်ခြင်းအဝတ်ကိုဝတ်ပေးတာကိုကျွန်တော်တို့ကဒီအဝတ်ကိုဝတ်ဆင်ရမှာဖြစ်ပါတယ်ထိုအဝတ်ကိုဝတ်ပြီးလို့ရှိရင်လည်းဖြောင့်မတ်စွာအသက်ရှင်ရမှာဖြစ်တယ်ဖြောင့်မတ်စွာအသက်ရှင်ဖို့အတွက်လည်းမိမိရဲ့စိတ်ကိုပိုင်းပြည့်ထားရမှာဖြစ်ပါတယ်ဘုရားသခင်ကဖြောင့်မတ်ခြင်းဆိုတဲ့အဝတ်ကိုရော့အင်းဆိုပြီးတော့ပေးလိုက်တာမဟုတ်ပါဘူးကိုယ့်ဘာသာကိုဝတ်လို့ပေးလိုက်တာမဟုတ်ပဲနဲ့ဘုရားသခင်ကိုယ်တိုင်ကဝတ်ပေးတာဖြစ်ပါတယ်ဘုရားသခင်ကိုယ်တိုင်ကကျွန်တော်တို့ဖြောင့်မတ်စွာအသက်ရှင်ဖို့ရတဲ့ဒီအသက်တာတွေကိုလမ်းပြထိန်းချောင်းပေးနေတာဖြစ်ပါတယ်ဖြောင့်မတ်တဲ့ဘုရားကသူ့ရဲ့လူတွေကိုဖြောင့်မတ်စွာအသက်ရှင်ဖို့လှုံ့ဆော်ပေးနေတာဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်ရဲ့စံချိန်စံနှုန်းနဲ့ဒီကျွန်တော်တို့ဟာဒီမှာအသက်ရှင်ဖို့ဖြစ်ပါတယ်လူမှုအတိုင်းဝိုင်းတစ်ခုလုံးကိုကြည့်တဲ့အခါမှာလေလူမှုအတိုင်းဝိုင်းတစ်ခုအတွက်ဆိုလို့ရှိရင်ဖြောင့်မတ်ခြင်းတရားဆိုတာလွန်စွာမှအရေးကြီးပါလေလူတူတယောက်ဟာဆိုလို့ရှိရင်ပညာရှိခြင်းချမ်းသာကြွယ်ဝခြင်းအာဏာရှိခြင်းတွေတဲ့ပို၍သူ့ရဲ့သက်တာမှာတန်ဖိုးရှိဆုံးအရာကဘာလဲဆိုတော့ဖြောင့်မတ်ခြင်းပင်ဖြစ်ပါလေဖြောင့်မတ်ခြင်းပင်ဖြစ်ပါတယ်
အဲ့တော့ဖြောင့်မတ်ခြင်းတရားဆိုတာမိမိကိုယ်တိုင်အတွက်တာမကပဲနဲ့မိမိရဲ့ပတ်ဝန်းကျင်နဲ့အများအကျိုးအတွက်မှန်ကန်စွာတွေးတောတတ်ခြင်းမှန်ကန်စွာပြောဆိုနိုင်ခြင်းမှန်ကန်စွာလှုပ်ဆောင်ခြင်းမှာလှုပ်ဆောင်ခြင်းများပင်ဖြစ်ပါတယ်ဒီအရာဆိုရင်ဖြောင့်မတ်စွာအသက်ရှင်ခြင်းဖြောင့်မတ်စွာအသက်ရှင်တဲ့သူတယောက်တက်တာမှာဘုရားသခင်ရဲ့စံချိန်စံနှုန်းနဲ့ညီအသက်ရှင်နေထိုင်ခြင်းများပင်ဖြစ်ပါလေအဲ့တော့ဒီနေ့ဖြောင့်မတ်စွာကျင့်တော်သူရဲ့အသက်တာမှာဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ချက်ကိုပေါ်ပြခြင်းပါတယ်ပထမတစ်ချက်ကဖြောင့်မတ်စွာအသက်ရှင်တဲ့သူဒီဖြောင့်မတ်ခြင်းကိုကျင့်ဆောင်တဲ့သူရဲ့အသက်တာမှာဆိုရင်မိမိရဲ့နှုတ်ထွက်စကားတည်ကြည်ခြင်းပြောသည့်အတိုင်းလှုပ်ဆောင်ခြင်းလုပ်သည့်အတိုင်းပြောဆိုခြင်းဖြစ်ပါတယ်ဒုတိယကတော့ဖြောင့်မတ်စွာကျင့်ဆောင်သူရဲ့အသက်တာမှာသစ္စာရှိရမယ်ပေးထားတဲ့အဓိကိုအသက်ဖက်ဆုံးတည်ကြည်စွာဆောင်ထိန်နိုင်ခြင်းအခြားမိသူကိုမဆိုခွဲခြားမှုမရှိဘဲနဲ့တရားမျှတစွာဆုံးဖြတ်ပေးရမယ်မိမိကအမှားလုပ်ခဲ့မိခဲ့ပါကလည်းဖုံးကွယ်ခြင်းမရှိပဲဝန်ခံရတဲ့တတ္တိရှိခြင်းဖြစ်ပါတယ်ဒီအချက်နှစ်ချက်အားဆိုရင်ဖြောင့်မတ်စွာကျင့်ဆောင်တဲ့သူရဲ့တတ္တမှာတွေ့ရတဲ့အချက်ဖြစ်ပါတယ်ကျွန်တော်ကျမ်းစာတော်မြတ်ကိုကြည့်တဲ့အခါမှာဧရှာယအနာဂတိကျမ်းခန်းကြီး54ခန်းငယ်14ဆက်ပုံအားဆိုရင်ဘုရားသခင်ရဲ့သားသမီးဖြစ်တဲ့အတွက်ဖြောင့်မတ်ခြင်းဟာခန္ဓာတစ်ခုဖြစ်ပါတယ်အာရုံတစ်ခုဖြစ်တယ်ဆိုတော့နားလည်ရပါဘုရားသခင်သားသမီးများအတွက်ကိုဖြောင့်မတ်ခြင်းဟာခန္ဓာဖြစ်တယ်ဖြောင့်မတ်ခြင်းဟာအာရုံတစ်ခုဖြစ်တယ်ဆိုတော့တွေ့ရလောကီလိုင်းတကူတွေကြားမှာပဲတုံ့လှုပ်ခြင်းမရှိပဲခိုင်ခန့်စွာရပ်တည်နိုင်ခြင်းထိုနည်းတူစွာပင်ဘုရားသခင်ရဲ့နီလန်အတိုင်းဖြောင့်မတ်စွာအသက်ရှင်ရှောင်လန်းပြီးဘာကလည်းရန်သူတွေရဲ့ညှင်းဆဲခြင်းနဲ့ထိတ်လန့်ခြင်းတွေကိုကြောက်ရွံ့စရာမလိုပဲငြိမ်သက်ခြင်းကိုမလွဲအိမ်ကန်ခံစားရမှာဖြစ်ပါတယ်အဲ့ဒီဖြောင့်မတ်ခြင်းကဘုရားသခင်ထံမှလာသောအရာဖြစ်ပါတယ်ဘုရားသခင်ထံကလာတဲ့ဖြောင့်မတ်ခြင်းဖြစ်တဲ့အတွက်ကြောင့်ဘုရားရဲ့အမှုတော်ကိုဖန်ဆောင်နေကြတဲ့သူတွေအတွက်လည်းဘုရားသခင်ကစောင့်ရှောက်ပေးမှဖြစ်ပြီးတော့တရားမျှတစွာဘုရားသခင်ကစီရင်ပေးမှဖြစ်တယ်ဆိုတော့ဒီဧရှာယအနာဂတိကျမ်းခန်းကြီး54ငယ်14ဆက်ပုံအဖြစ်ကျွန်တော်တို့နားလည်ရပါတယ်ဒုတိယကျမ်းစာတော်မြတ်ကတော့တေယောခန်းကြီး2ငယ်29ဒီမှာဆိုလို့ရှိရင်ကြောင်းမဲ့ခြင်းတရားကိုကျင့်တဲ့သူအားတဲ့ဘုရားသခင်နဲ့ဆက်ဆိုင်တဲ့သူဖြစ်တယ်ဘုရားသခင်ဖြစ်ပွားစေတဲ့သူဖြစ်တယ်ဆိုတော့ဒီကျမ်းချက်မှာတွေ့ရပါတယ်အသီးအားဖြင့်အပင်တစ်ပင်ရဲ့သဘောကိုသိနိုင်တယ်လို့ပဲဘုရားသခင်ရဲ့သားသမီးဖြစ်ခြင်းကိုလည်းထိုသူရဲ့အတ္တတာအကျင့်အကြံအပြုမှုတွေအားဖြင့်သိရှိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကိုးကွယ်နေတဲ့ဘုရားသခင်ဒီဖြောင့်မတ်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီရဲ့အတ္တတာမှာလည်းဖြောင့်မတ်ခြင်းတရားကိုမြင်လို့ပြီးတော့အသက်ရှင်ရမှာဖြစ်ပါတယ်။ဘုရားဖြောင့်မတ်ခြင်းတရားကိုကျင့်တဲ့သူကဘုရားသခင်နဲ့ဆက်ဆိုင်တဲ့သူဖြစ်တယ်။ဘုရားသခင်ဖြစ်ပွားစေတဲ့သူဖြစ်တယ်ဆိုတော့ကိုနားလေရပါတယ်။နောက်ဆုံးဖြောင့်မတ်ခြင်းတရားကိုကျင့်တော်သူတရားဖြစ်ဖို့ရန်ပဲအချက်၅ချက်အဖြစ်ဆက်လက်ပြီးတော့ကျွန်တော်တို့ဆင်ခြင်ကြားမှုရန်ဖြစ်ပါတယ်။နံပါတ်1တစ်ချက်ကတော့နှုတ်ကပတ်တော်ကိုအမိပြုပြီးအသက်ရှင်ဖို့ဖြစ်ပါတယ်။နှုတ်ကပတ်တော်ကိုအမိပြုပြီးအသက်ရှင်ဖို့ဖြစ်ပါတယ်။ရှင်မဿဲခရစ်ဝင်ခန်းကြီး4ငယ်24မှာငယ်4မှာဆိုလို့ရှိရင်ရှင်မဿဲခရစ်ဝင်ခန်းကြီး4ငယ်4မှာယေရှုကလည်းလူသည်မုတ်အားဖြင့်အသ
သက်ကိုမွေးရမည်မဟုတ်ဘုရားသခင်မိန့်တော်မူသည်များအဖြစ်အသက်ကိုမွေးရမည်ဟုကျမ်းစာလာသည်ဟုပြန်ပြောတော်မူ၏ဖြောင့်မတ်စွာအသက်ရှင်တဲ့သူဒီအသက်တာနှုတ်ကပတ်တော်ကိုအမိပြု၍အသက်ရှင်ရမှာဖြစ်ပါတယ်ဒုရိလူစွာပင်ရှင်ယာပုတ်ဩဝါဒစာအခန်းကြီး1ငယ်20မှာကိုကိုလှည့်ပြား၍နှုတ်ကပတ်တရားကိုနာယုံမျှတာပြုတော်သူမဟုတ်တရားကိုကျင့်တော်သူဖြစ်ရမည်ဆိုပြီးတော့နှုတ်ကပတ်တော်ကပေါ်ပြတယ်။ဒါကြောင့်ဒီဖြောင့်မတ်ခြင်းတရားကိုကျင့်တဲ့သူဟာဆိုရင်နှုတ်ကပတ်တော်ကိုအမိပြု၍အသက်ရှင်ရမှာဖြစ်တယ်။ဒုတိယအချက်ကတော့တရားသခင်ကိုယုံကြည်ကိုးစားခြင်းရှိရမယ်။တရားသခင်ကိုယုံကြည်ကိုးစားခြင်းရှိရမယ်။ထာဝရဘုရားကိုစိတ်နှလုံးကျွင်းမဲ့ကိုးစားလို့ကိုဉာဏ်ကိုအမိမပြုနဲ့တုတ်တန်ခြင်းအခန်းကြီး3ခန်းငယ်9မှာပေါ်ပြအားသလိုပဲဟေပြေဩဝါဒစာခန်းကြီး7ငယ်6မှာဆိုလို့ရှိရင်ဒီနေ့နှုတ်ဘတ်တော်ကပေါ်ပြထားတဲ့အရာကတော့ဟေပြေဩဝါဒစာခန်းကြီး7ငယ်6မှာယုံကြည်ခြင်းမရှိရင်ဘုရားသခင်စိတ်တော်နဲ့မတွေ့နိုင်အကြောင်းမူကားဘုရားသခင်ဟန်တော်သို့ချင်းကပ်တော်သူ၏ဘုရားသခင်ရှိတော်မူသည်ကို၎င်းကိုယ်တော်ကိုရှာတော်သူကအကျိုးပေးတော်မူသည်ကို၎င်းယုံကြည်ရမည်ဆိုတော့တွေ့ရအကြောင်းဖြောင့်မတ်ခြင်းတရားကိုကျင့်တော်သူပါဆိုရင်ဘုရားသခင်ကိုယုံကြည်ကိုးစားခြင်းရှိဖို့ဖြစ်တယ်သုံးချက်တစ်ချက်ကတော့မှန်ကန်သောလှုပ်ဆောင်မှုရှိရမယ်ဒီနေ့နှုတ်ဘတ်တော်ကမိခာအနာဂတိကျမ်းခန်းကြီး6ငယ်8မှာအချင်းလူကောင်းသောလမ်းကိုပြတော်မူပြီးတရားသဖြင့်ပြုခြင်းဂရုဏာကိုတစ်သက်ခြင်းတေဤဘုရားသခင်ရှေ့၌နှိမ့်ချသောစိတ်နှင့်ကြည်နေခြင်းမှတပါအဘယ်ပူဇော်တကားကိုထာဝရဘုရားတောင်းတော်မူသည်မှန်ကန်တဲ့အတ္တတန်ကြီးထဲမှာရှောက်လန်းမှာဖြစ်တယ်တရားအဖြစ်ကျင့်ကြံပြုမှုဖို့ဖြစ်တယ်ဂရုဏာတရားကိုနှစ်သက်ရမှာဖြစ်တယ်နှိမ့်ချတဲ့စိတ်နဲ့ဘုရားသခင်ရှေ့မှာနေဖို့အသက်ရှင်ဖို့အတွက်ထိုအရာတွေကိုဘုရားသခင်အလိုတော်ရှိတယ်ဆိုတော့မိခာနာဂတိကျမ်းခန်းကြီး6ငယ်8မှာပေါ်ပြထားပါတယ်ဒါကြောင့်မှန်ကန်သောလှုပ်ဆောင်မှုရှိရမယ်လေးချက်တစ်ချက်ကတော့အများကျိုးရှေ့ရှုရမယ်အများကျိုးရှေ့ရှုရမယ်ဖိလိပ္ပိဩဝါဒစာအခန်းကြီးနဲ့ငယ်4မှာဆိုလို့ရှိရင်ဒီနှုတ်ဘတ်တော်ပေါ်ပြတဲ့အရာကကိုယ်အမှုရာကိုသာမရှုမမှတ်ပဲသူ့အမှုရာကိုချင်းချင်းရှုမှတ်ကြတော့ယေရှုခရစ်၌ရှိသောစိတ်ကဘောကိုသင်တို့၌လည်းရှိစေပါဆိုလို့ဒီနှုတ်ဘတ်တော်ကပေါ်ပြပါတယ်အများကျိုးကိုရှေ့ရှုတဲ့အခါမှာဒီနေ့ကိုယ်အမှုရာကိုမရှုမမှတ်ပဲသူ့အမှုရာကိုအချင်းချင်းရှုမှတ်ကြဖို့ဒီနေ့နှုတ်ဘတ်တော်ကပေါ်ပြထားပါတယ်။ခုနည်းတူစွာပဲဘောရိတုဩဝါဒစာပထမဆုံးခန်းကြီး30ငယ်24မှာဆိုလို့ရှိရင်ကိုယ်အကျိုးကိုဘယ်သူမျှမရှာစေနဲ့သူ့အကျိုးကိုလူတိုင်းရှာစေကိုယ်အကျိုးကိုဘယ်သူများမရှာစေနဲ့သူ့အကျိုးကိုလူတိုင်းရှာစေဆိုတော့ဒီနေ့ပေါ်ပြထားပါလေ။ဒါကြောင့်အများအကျိုးအတွက်ရှေ့ရှုရမယ်။ဖြောင့်မတ်ခြင်းတရားကိုကျင့်တော်တရားရဲ့တတ်တာမှာဒီချက်တစ်ချက်ကတော့အများအကျိုးကိုရှေ့ရှုအသက်ရှင်ရမှာဖြစ်တယ်။နောက်ဆုံး၅ချက်တစ်ချက်ကတော့မိမိကိုယ်ကိုစမ်းစစ်ရမယ်။ဖြောင့်မတ်ခြင်းတရားကိုကျင့်တော်တရားပါဆိုမိမိကိုယ်ကိုစမ်းစစ်အသက်ရှင်ရမှာဖြစ်ပါတယ်။ကျမ်းစာကတော့ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး73ငယ်9မှာသင်တို့သည်ယုံကြည်ခြင်း၌တည်သလောမတည်သလောကိုယ်ကိုစစ်ကြောကြတော့ကိုယ်ကိုစုံစမ်းကြတော့အစစ်မခံနိုင်သောသူမမှန်နဲ့ယေရှုခရစ်သည်သင်တို့၌တည်တော်မူသည်ဟုကိုယ်အကြောင်းကိုမသိကြတော့ယုံကြည်ခြင်း၌တည်သည်မတည်သည်ကိုစစ်ကြောပါကိုစုံစမ်းပါဆိုရင်ဒီနှုတ်ဘတ်တော်က
ပေါ်ပြတဲ့အခါမှာဖြောင့်မတ်ခြင်းတရားကိုကျင့်တော်သူပြောအောင်ဆိုရင်မိမိကိုမိမိစမ်းစစ်ပို့ရန်အတွက်အရေးကြီးပါလေ။ဒါကြောင့်ဒီနေ့ဖြောင့်မတ်ခြင်းတရားကိုကျင့်ဆောင်တဲ့သူပြောအောင်ဆိုရင်နှုတ်ဘတော်ကိုအမိပြု၍အသက်ရှင်ရမယ်။ဘုရားသခင်အပေါ်မှာယုံကြည်ကိုးစားခြင်းရှိရမယ်။မှန်ကန်သောလုပ်ဆောင်မှုများရှိရမယ်။အများအကျိုးအတွက်ရှေးရှုပေးရမှာဖြစ်တယ်။မိမိကိုယ်ကိုမိမိစမ်းစစ်အသက်ရှင်ရမှာဖြစ်ပါတယ်။ဒီဘုံချုပ်အနေနဲ့ဖြောင့်မတ်တော်သူအားဆိုရင်ဘလို့အခက်အခဲတွေနဲ့ကြုံတွေ့နေရစီကမူအောင်မြင်မှုကိုရရှိမှာဆိုတာကတော့အမှန်ပဲဖြစ်ပါတယ်။ဖြောင့်မတ်ခြင်းတရားကိုကျင့်တော်သူဟာဘုရားသခင်ထံမှမွေးဖွားလာတဲ့သူဖြစ်ပါတယ်။ဒါကြောင့်ဘုရားသခင်ရဲ့ကိုယ်ကစောင့်ရှောက်မှုကိုမလွဲဧကံခံစားရမှာဖြစ်ပါတယ်။ထို့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့နေ့စဉ်တက်တာမှာစကားပြောခြင်းကြင်ကြံပြုမှုခြင်းလူမှုပေါင်းသင်းဆက်ဆံရေးများမှာဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းတရားဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းဂုဏ်တော်ကိုပေါ်ပြတဲ့အသက်ရှင်ရှောက်လန်းကြပါစို့လို့နှုတ်ဘတော်အဖြစ်ဝေမျှလိုက်ပါတယ်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ။ဘုန်းငါ